တယ်။နောက်ပိုင်းမှာသူက driver ကိုကောင်မလေးကိုအိမ်ရင်ပို့ပေးဖို့ပြောခဲ့တယ်။လမ်းမှာကားကရုတ်တရက်လှုပ်သွားပြီးသူတို့နှစ်ယောက်ကိုချင်းထိမိသွားခဲ့တယ်။အမျိုးသားကအရန်စိတ်လှုပ်ရှားသွားပြီး driver ကိုအဲကုန်းမြန်မြန်ဖွင့်ဖို့ပြောခဲ့တယ်။ကောင်မလေးကားပေါ်ကဆင်းတော့မဲ့အချိန်မှာသူကစီးပေါ်ကိုကိုယ်တိုင်ဖြုတ်ပေးခဲ့တယ်။အဲ့ဒီအချိန်ကျမှပဲသူတက်ပြင်းချနိုင်တော့တယ်။နောက်နေ့မှာကောင်မလေးကကုမ္ပဏီမှာအလုပ်လုပ်နေစဉ်သူမရဲ့ boss ကတမင်တကာနှောက်ယှက်ဖို့ကြိုးစားခဲ့တယ်။ကောင်မလေးကဒေါသထွက်ပြီးရှင်ကအိမ်အောင်ရှိပြီးသားလူပါကျမနဲ့အကွာဝေးထားပါလို့ပြောလိုက်တယ်။ boss ကမတက်နိုင်ပဲထွက်သွားခဲ့ရတယ်။ညနေအလုပ်ဆင်းချိန်မှာတော့ boss ကထပ်ပေါ်လာပြီးသူမလမ်းကိုပိတ်ခဲ့တယ်။ပန်းစည်းတစ်စီးထုတ်ပြီးချစ်ခွင့်ပန်ခဲ့သေးတယ်။ငင်းခံရပြီးနောက်သူကကောင်မလေးကိုစကားနဲ့အဆက်ခွဲယုံတင်မကပဲကားထဲအတင်းဆွဲထည့်ဖို့ပါကြိုးစားခဲ့တယ်။အဲ့ဒီအချိန်မှာကောင်မလေးရဲ့ညီလေးပေါ်လာပြီး boss ကိုပြင်းပြင်းထန်ထန်ကန်ချလိုက်တယ်။နောက်ဆုံးမှာတော့ boss ကကောင်မလေးရဲ့ညီလေးစီကကောင်းကောင်းတင်ကန်းစာရသွားခဲ့တယ်။ကောင်မလေးလည်းညီလေးနဲ့အတူအိမ်ကိုဘေးကင်းကင်းပြန်သွားနိုင်ခဲ့တယ်။နောက်နေ့ကုမ္ပဏီကိုရောက်လာတဲ့အချိန်မှာ boss ရဲ့မိန်းမကလူရှိသူရှိမှကောင်မလေးကိုအဆက်ခွဲခဲ့တယ်။သူမကငါယောက်ျားကိုမြူဆွဲနေတယ်လို့ဆွဆွဲပြောဆိုခဲ့တယ်။ဒါကိုကြားပြီးကောင်မလေးကဒေါသထွက်ကသူမကိုပါရိုက်လိုက်တယ်ပြီးတော့ boss ကိုလည်းပြင်းပြင်းထန်ထန်စူပူပြောဆိုခဲ့တယ်။ boss ရဲ့မိန်းမကပြန်တိုက်ခိုက်ဖို့လုပ်နေချိန်မှာကောင်မလေးရဲ့ညီလေးထပ်ပေါ်လာပြီးသူမကိုမြေကြီးပေါ်လဲကျသွားအောင်ကန်ချလိုက်ပြန်တယ်။ဒီတစ်ခါတော့သူကသူ့အမကိုအနိုင်ကျင့်ခဲ့တဲ့လူနှစ်ယောက်စလုံးကိုကောင်းကောင်းတင်ကန်းစာပေးခဲ့တယ်